嘛，见到弟弟嘛，人家也见到那张地方系列嘛嘞，而且哪怕所有生这个，人家也见到这个，人家也见到了咱们个老小你做的嘛嘞，人家也见到了呀，democracy 耶，独会耶，男女之间耶，我怎么个看你那么做满目的哦？ 都上的嘞，我咋不能来做来皮喽？人家也见到了个，人家也见到了，他妈记不记得我个？有那边的人家这一堆，一个hand着皮了嘞。而且人家也见到了个，真的看你冲到大队，看到不？人家也看见这个，都说都上的这个，看你的我们所有新人。 ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဦးသိန်းစိန်ကြားဖို့ဆိုရဖို့နဲ့တက်လေတော့ယုံကြည်တော်ဖို့ခက်ပါလိမ့်မယ်ဦးသိန်းစိန်ဆိုရနဲ့ကျွန်တော်တို့ပြည်သူတွေရဲ့ကြားယုံကြည်မှုတည်ဆောက်ဖို့အရင်မှာနိုင်ငံရေးကျင်းသားတွေကိုတန်လို့ပေးတယ်မပေးဘူးဆိုတဲ့ချက်ကရဲကြီးဆုံးနဲ့ဒီကကြားတဲ့ချက်ပြပါလေနိုင်ငံရေးကျင်းသားတွေရှိနေသူတွေဒီမိုကရေစီသူပြောကူပြောရေးရောသားပြန်လဲရင်ကြားစေရဆိုတာ တော့ဘာပြလာမှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့တိုင်းစိတ်စီကိုတင်ပြပေးပါနောက်တစ်ချက်ပထမကတွေ့မှုကြောင့်ပါဝင်နိုင်ငံတကာတိုင်းဝိုင်းကဦးတိုင်းစိတ်ကိုပြောနေပါတယ်ဒီကျုံးနဲ့အချိန်မပြောဘဲနဲ့တော့မှာကနိုင်ငံရေးကျင်းသားတွေကိုချက်ချင်းလုပ်ပေးပြီးကောင်းစားစုကြီးပါဝင်တဲ့နိုင်ငံရေးကျင်းသားတွေနဲ့နိုင်ငံရေးအတွက်ဆုံးဆွေးနွေးမှုကိုလုပ်ဖို့တောင်းဆိုနေပါတယ်ဒါပေမဲ့ဦးတိုင်းစိတ်ကသာတဲ့တဲ့မျိုးချဂရီတွေမျိုးမျိုးပေးပေမဲ့ လက်တွေလုံးဆောင်ခြင်းလုံးဝမရှိသေးတော့ကျွန်တော်တို့တွေ့ရပါတယ်ဦးသိန်းစိန်နဲ့အကျဉ်းသားတွေကိုတနည်းစပ်ပတ်ပေးရဲဆိုတဲ့ကလေးကလားဆန်တဲ့လုံးဆောင်မှုတွေနဲ့နိုင်ငံတကာနဲ့ဗမာပြည်သူတို့ထည့်ပြနေမဲ့စားစစ်မှန်တဲ့နိုင်ငံရေးခံချက်နိုင်ငံရေးစံနာနဲ့စစ်မှန်တဲ့လူငယ်ချမ်းသာခွင့်ကိုထုတ်ပြန်ပေးဖို့လိုအပ်ပါမယ်ဦးသိန်းစိန်တို့ဆိုရအများကြီးပြောနေတဲ့ ဒီကရှိပြီးဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံပြည်တော်ဖို့ဆိုတာရောသားပြန်လည်ရင်ကြားဆက်ရမရှိဘဲနဲ့လုံးဝမပြေနိုင်ပါဘူးရောသားပြန်လည်ရင်ကြားဆက်ရအတွက်ဒီကနဲ့ရဲကြီးလုံးကနိုင်ငံရေးကျင်းသားတွေကိုချက်ချင်းလုပ်ပေးဖို့ဖြစ်ပါတယ်နိုင်ငံရေးကျင်းသားတွေကိုထွေးကြမရှိချက်ချင်းလုပ်ပေးဖို့ဂျပန်နိုင်ငံရောမြန်မာနိုင်ငံသားတွေရဲ့ကိုယ်စားမြန်မာဒီမိုကရေစီကိုရဲ့ဂျပန်နိုင်ငံနေပြီးတော့တောင်းဆိုပါတယ်အဲ့ဒီတောင်းဆိုချက်ကို မြန်မာတမန်ကြီးကမှတစ်စိဦးသိန်းစိန်စီပို့ပေးဖို့ကျွန်တော်တို့ပြည်ထောင်ခံပါလေမြန်မာပြည်ထဲမှာအဓမ္မလောကစေခိုင်းမှုတွေကလေးစစ်သားစုဆောင်းမှုတွေဆက်လက်ပြီးရှိနေတာအကမ္ဘာလုံးသိတဲ့ဒီကလေးလာကဒီလာထဲမှာရောဂျနီဗာကွန်ဗင်းဂျနီဗာမှာကျင်းပခဲ့တဲ့ ILO ညီလာခံမှာလေမြန်မာပြည်တွင်းမှာလွတ်လပ်ပြီးတရားမျှတတဲ့အသင်းအဖွဲ့တွေဖွဲ့စည်းဖို့အတွက်ကို အများဆုံးခွင့်ပြုဖို့လိုတယ်ဆိုတာပြောသွားတယ်။အခုအချိန်ကြီးဦးသိန်းစိန်သမ္မတအရင်တော့ကဗိုလ်ချုပ်ကြီးဟောင်းဗိုလ်ချုပ်ဦးကြီးဟောင်းတွေရဲ့ဖွဲ့စည်းထားတဲ့သမ္မတဒီနိုင်ငံလေးဟာဘယ်လိုလုပ်ပြီးတော့ဒီမိုကရေစီနိုင်ငံဖြစ်မှာလဲဆိုတာဘယ်လိုစဉ်းစားဖို့လိုလဲ။မြန်မာပြည်သူတွေရဲ့ဆန္ဒမပါပဲအလံတွေပြောင်းဟော်တွေပြောင်းအများတို့ပေါင်းတွေပြောင်းအမျိုးမျိုးပြောင်းနေတာဟာ ဒီလူတွေဆန္ဒမပါဘူးဆိုတာကိုလည်းပြောပြလိုက်ပါအကြီးကကြားတဲ့ဒီတွင်မှာတရားဥပဒေစိုးဝေးဆိုတာတွေကိုအများဆုံးလုပ်ပေးဖို့နဲ့လိုအပ်ပါတယ်ဒါဟာကျွန်တော်တို့ဂျပန်ရောက်တဲ့မြန်မာနိုင်ငံသားတွေရဲ့ဆန္ဒတခုတည်းမဟုတ်ဘူးကမ္ဘာလုံးမှာရှိတဲ့ဒီမိုကရေစီကိုလိုလားတဲ့မြန်မာပြည်တွင်းမှာကိုဒီမိုကရေစီကိုတောင်းဆိုနေတဲ့ဒီလူတွေအတမပြေတယ်ဆိုတာလေဘယ်လိုသမလား ပေးဆိုင်ကိုပြောပြလိုက်ပါဘာပဲကမိုက်ပြစစ်အုပ်စုပေးဆိုင်ပြောပြပါကျွန်တော်တို့တိုင်းသားဒေသမှာတိုင်းသားလူမျိုးရဲ့ရောပြောက်တပ်ပြမှုတွေရပ်ဆိုင်ပေးပါခင်ဗျားတို့ရတမိုက်တရားခံရဖြစ်တဲ့ကျွန်တော်နိုင်ငံအတွက် ဝေကြောင်စီးစတဲ့လောက်ရတဲ့ဖြစ်တဲ့ကျွန်တော်တိုင်းသားတွေရဲ့ဓာတ်လူရဲအတွက်ခင်ဗျားတို့မပေးတော့လည်းပဲဒီနေ့ရုံးပြောင်းတပ်ပြမှုတွေအများဆုံးရပ်စပ်ဖို့
က်တဲ့ခါလို့ဖြစ်တယ်ဒါကြောင့်ခင်ဗျားတို့ဆိုရမယ်ရှောက်ချတယ်ခင်ဗျားတို့လည်းဟာကျွန်တော်တို့ပြည်သူရွေးတဲ့အစိုးရမဟုတ်ဘူးခင်ဗျားတို့စစ်ဘောင်းပြီးချုပ်ပြီးတော့ခင်ဗျားတို့ဝတ်တဲ့အစိုးရလည်းဖြစ်တယ်ခင်ဗျားတို့လည်းတက်တာရှောက်ချတယ်ကျွန်တော်တို့တိုင်းရခေါင်းဆောင်ဥက္ကဋ္ဌပါဝင်ကျောင်းသားခေါင်းဆောင်တွေယုံကြည်ကြကြောင်းမတရားဖမ်းဆီးထားတဲ့နိုင်ငံရဲ့ကျင်းသားတွေဘယ်နိုင်ငံဘယ်ဥပဒေမှာပြစ်မှုလို့ယူဆလို့မရတဲ့တိုင်းပြည်အတွက်ကြိုးစားနေတဲ့နိုင်ငံရဲ့ကျင်းသားတွေအများဆုံးလူပဲဖို့ဂျပန်မှာရှိတဲ့ကျွန်တော်တို့အားစုတွေတောင်းဆိုပါတယ်ခင်ဗျားတို့ကပြည်သူဘာသာတွေကိုစားပြီးတော့မှဘာသာတော်တွေနဲ့တိုင်းပြည်မှာရှိတဲ့ကိုသူမျိုးချင်းချင်းတပ်ဖြတ်နေတဲ့လုံရက်တွေကိုအများဆုံးရက်ဆိုင်ဖို့ဂျပန်မှာရှိတဲ့ကျွန်တော်တို့ကတိုက်တွန်းပါတယ်ပါစီပါတဲ့နိုင်ငံရေးချင်းတော်များလို့ချက်ချင်းလို့ဟိုမီကိုနိုင်တဲ့ကျောင်းသားကောင်းဆောင်များလို့ချက်ချင်းလို့